အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာဆိုရင်တော့ဖြင့် fishy Roblox ထဲမှာရှိတဲ့ fishy ဆိုတဲ့ game တွေက trial rod ဆိုတဲ့rod ပေါ့နော်အဲ့ဒါတော့ underrated rod ပေါ့နော်အဲ့ဒါကိုယူသွားမှာပဲဖြစ်ပါတယ်ကဲဗီဒီယိုလေးမှာစခင်မှာဆိုရင်တော့ဖြင့် like and subscribe လေးလုပ်ပေးကြပါဦးကဲအဲ့ဆိုဗီဒီယိုလေးကိုစလိုက်ရအောင်ဗျာဟုတ်အဲ့ဆိုတော့အဲ့ trial rod ယူမယ်ဆိုရင်တော့ဖြင့်ကျွန်တော်သွားတဲ့အတိုင်းလိုက်ခဲ့ပါနော် okay သွားကြစို့ let's goတကယ်တော့ဒါဟိုတော့လွယ်လွယ်လေးပေါ့နော်ကျွန်တော်ကလည်းအဲ့တော့လည်းတိုင်ပတ်သွားတကယ်အဲ့ Statue of Sovereignty နဲ့ Sandstone Island ကြားထဲကိုတက်ပေါ့နော်Whale Shark ရှိတဲ့နေရာရဲ့နည်းနည်းတော့ဆက်သွားလိုက်ရောက်ပါတယ်တကယ်ဗီဒီယိုလေးဆက်ကြည့်လိုက်ရအောင်အော်မတွေ့ပြီကျွန်တော်ပြောရတဲ့မယ်ကျွန်တော်ဒီရောက်ရင်ဒီမှာပေါ့နော်ဒီပါတော့ရှိပါဦးလားမကျွန်တော်ပေါ့နော်ဒီမှာ Advanced Diving Gear ပေါ့တောင်းခွင့်နဲ့ဝယ်လို့ရပါတယ်အဲ့ဒါဝယ်ပြီကျွန်တော်ကတော့ဟိုဝေပြီးသားပေါ့နော်ဒါပေမဲ့ကျွန်တော်မမြင်ရဘူးအဲဆိုကျွန်တော်ရဲ့ဟိုဟာလေးပျောက်ကွယ်တော့မှာဆိုအဲဒီကကျွန်တော်မမြင်အောင်လုပ်ထားတာပေါ့နော်โอเคအဲဆိုကျွန်တော်ဆင်းလိုက်ရအောင်ဒီတော့ခုံဆင်းမယ်ရောက်ပြီတော့ဆင်းတော့ Desert Deep ဆိုတဲ့အဲဟိုသွားမှာပေါ့နော်အဲသွားပြီးတော့အဲသွားမှာအဲသွားပြီးမှယူရမှာငါးညကြီးကကျွန်တော်ဒီမှာ Cash Bound Rock ကလည်းကျွန်တော်ခုနောက်ပိုင်းဟို unlock နေအောင်ဒါပေမဲ့ဟိုသူကနည်းနည်းခက်တယ်အဲ့ဒါအန်လောက်မယ်ဆိုသူကလည်းအဲ့ဒါ raw တွေကအများကြီးလိုတာပေါ့နော်ကျွန်တော်အဆင်မပြေပါဘူးအဲ့ဒါကျွန်တော်မှတစ်ချောင်းမှမရှိဘူးကွာ15ချောင်းလိုတာပေါ့နော်ဒါပေမဲ့ကျွန်တော်က9ချောင်းနဲ့ရှိပါတယ်ကိုပါပဲဗျာအဲ့လိုကျေးဇူးတင်ပါတယ်ကဲရောက်ပြီပေါ့နော်အဲ့ဒါဆက်လက်ဒီလေးကိုရောက်သွားပြီရောက်သွားရင်တော့တင်တော့ဒီမှာ9မြပေါ့နော်9မြမှာခဏလေးပါပဲရောက်9မြအဲ့ best ready တွေမှာDesert Deep ဆိုတာရှိပါတယ်ခဏလေးပါကျွန်တော်ချလာအောင် Desert Deep D ဆိုအဲ့မှာ Desert Deep ပေါ့နော်အဲ့ဒီမှာတွေ့ရကျွန်တော်ကနှစ်ခုလိုတယ် crab cage ရဲ့ trash crab cage ကိုရင်ဖမ်းမှာပေါ့ညာလေးမှာဖမ်းလို့ရပါတယ်ကဲအဲ့ဆိုရင်တော့ကျွန်တော်တို့စီးမိုင်းရဲ့အဲ့နောက်ဆုံးတစ်ခု trash အဲ့ဒါပေါ့ string ပေါ့နော်အဲ့ဒါရရင်ပြန်လာခဲ့ပါမယ်ကဲဗီဒီယိုလေးကိုရေးလိုက်ကြစို့အလိုင်းလက်တော့တာပေါ့နော်အခုပြန်လာပါပြီလေတော်သေးတော့ဒါလေးကဲ brother လို့sister လို့ပြေးနေမှာဆိုလို့နော်ဗီဒီယိုလေးရေးနေတော့တချင်းလေးပေါ့နော်တချင်းနဲ့မဲ့တော့အတိတ်ပါပဲကျွန်တော်ရဲ့အကြိုက်ဆုံးတချင်းလို့လည်းပြောလို့ရပါတယ်ကဲဒါဆိုတချင်းလေးဖွင့်ပြပါမယ်လေညရပဲရောက်တိတ်တွေနဲ့ချင်ရဲ့ပြီရင်နာရမမသိချဆုံးခဲ့ပြီးမှဒီချိန်သူမှမရှိဟိုဝေးတော့မြူအိုတို့ဘေးမှာတိမ်ဆိုင်တွေဖုံးပြီးအသေးကပြက်ချီဒီချိန်သူမှမရှိလမ်းမကြီးဟာဒီချိန်မှဖုံးပြီးနာကနေရတဲ့ချင်းလေးပြီးသွားပြီဆိုကျွန်တော်တို့ရတော့မှာပေါ့နော်အဲ့ဒါတော့လည်းကြာပါကျွန်တော်ဒါကိုတော့ရက်တွေတော့ချားတယ်ကျွန်တော် Summer Fish Fest update တောင်ရောက်သွားပြီပေါ့နော်ကဲဗီဒီယိုလေးဆက်ကြည့်လိုက်ကြစို့ဗျာ6နာရီကြာသွားပြီပေါ့နော်ဒီစီမိုင်းပေါ့နော်စီမိုင်းရဖို့6နာရီကြာသွားပါတယ်ဒီရပါဟုတ်ပါတယ်စီမိုင်းပါခဏလေးပါဒီမှာပါဒီစီမိုင်းရဖို့6နာရီကြာပါတယ်ခုတော့ရသွားပါပြီရသွားပြီဆိုတင်တို့နေပါဦးမခိုင်စီမံရသွားပြီဆိုတော့ကျွန်တော်ရဲ့ try and roll လေးကိုယူလို့ရပြီဆိုတဲ့သဘောပေါ့နော်ဒါ salary best theory 100% complete let's go ကဲကျွန်တော်တော့ဒီမှာအိတ်နေနဲ့ငါများကောပြောတယ်ဦးတော့အဲ့ရနေခုံချပြီးမြေရောက်တဲ့စင်စီမိုင်းနေရှိပေါ့နော်နည်းကြည့်သွားဟိုကြည့်သွားဒီကြည့်သွားပေါ့နော်ဒီမှာယူကျွန်တော်ဒီရပေါ့နော်ရှာလန်းပေါ့နော်တိုင်းပတ်တာတော့ဟို9မိနစ်လောက်ကြာသွားပြီပေါ့နော်ကျွန်တော်ဒါရှာနေကဲဗီဒီယိုလေးဆက်ကြည့်ပေးကြပါအောင်ဗျာပေါ့နော်ကျွန်တော်ဒီမှာတင်းတို့တွေ့တဲ့အတိုင်းမှာကျွန်တော်က lemonade serenade ဆိုတဲ့ဟာပေါ့နော်အခု summer update မှာတော့အစ်စ်အဲ့ဒါတော့ကျွန်တော်ဟိုတဲမဲယူလိုက်တာပေါ့နော်ဗီဒီယိုတော့မတင်လိုက်တော့ပါဘူးအဲ့ဒါလေးကတော့
ခဏလေးပဲကျွန်တော်ခုလမ်းပိတ်နေပါတယ်ကဲကြပါဦးမျိုးရောက်တော့မယ် yes သွားတာ what the hell ပေါ်တက် okay ဗျာရောက်သွားပြီမလေးအဲဒီမှာပေါ့နော် Lemonade Serenade တော့ share latest summer update ပေါ့နော်အဲ့ဒါတော့ Serenade တွေထဲမှာတော့အဲ့ဒါအလုံးကအဆုပ်ဆုံးပေါ့နော်ဟုတ်ပါတယ်အဆုပ်ဆုံးပါကျွန်တော်ဒီရပဲရတာပေါ့ဒီရလုံးဝပြီးရင်အဆုပ်ဆုံးနဲ့ရဖို့ကအလွယ်ဆုံးပေါ့နော်အဲကြောင့်ကျွန်တော်ဒါပဲရတာပါကဲအဲ့ဆိုရင်တော့ဒီကိုရောက်ရင် Ancherry လေးတွေလိုပါတော့ Ancherry လေးကသူကရိုး Ancherry လေးတွေရပါတယ်ဘာမှခဏလေးပါဟောဒီမှာရိုး Ancherry ကျွန်တော်ဟာဒါဆိုရိုးလေးပါမာလင်းစီကဝယ်ထားပါတော့အဲ့ဒါထည့်လို့ရပါ၅ခုရှိပါ၅ခုထည့်လိုက်ပါထည့်ပြီးတခါကြီးပွင့်လာပါလိမ့်မယ်ကျွန်တော် Trident Rod ယူရဆိုတော့ကျွန်တော်အခုအစ်ထွက်တဲ့ဟို Crisp-bound Rod ရဲ့ပြီး Thalassa Rod ဆိုတဲ့အဲ့ဒါရှိပါတယ်အဲ့တော့ယူဖို့လိုလို့ပေါ့နော် Trident Rod ယူဖို့လိုပါတယ်အဲ့ Thalassa Rod ကလည်း Trident Rod နဲ့ယူရတာပေါ့နော်အဲ့ကြောင့်မလို့ပါကဲအဲ့ဆိုရင်တော့ဒီထဲဝင်သွားပြီးတော့ဝယ်လို့ရပါပြီကဲရောက်လာ Trident Temple သိန်းခွဲ1000ခွဲလားသိန်းခွဲလားသိန်းခွဲဟုတ်တယ်တော့ stat တွေကတော့ဒါတွေပါမယ်နော် okay ဝယ်လိုက်ပါပြီဒီတော့ပြီး enchant လိုက်ရကဲ enchantment တွေကတော့ရောက်လာပါပြီဗာလေးဘာ enchant ကောင်းလဲ Trident တော့ကြည့်မယ်ပေါ့နော်ဟာဒီမှာလည်း enchant နဲ့တယောက်ရှိရကဲ Trident တော့ DRIN မရပြီ okay ဒါတော့ stack တွေပေါ့နော် stack က lowest speed က 35% အဲ့ဒါအဆုပ်ဆုံးပဲဟုတ်ပါတယ်အဲ့ဆိုအပြီးတော့ mask ကြီးရတော့6000ဆိုစုပ်ပါတယ်ဆိုတော့တော့ invisible อ่ะသူရဲ့ invisible ဟိုရှိရပါတော့ invisible wanna trade for this oh no ပြောလိုက်ကျွန်တော်ကြွားလိုက်မှာ already have like 5 things and ကြွားတာပေါ့နော်စားတာပါဗျာကျွန်တော်လက်ကုန်တော့မှာပေါ့နော်ကျွန်တော် Serenade ကြီးကိုတော့လုံးမရလက်ကုန်တော့မှာကဲ Ancherelic အော်ကျွန်တော်ဘာလုံးနာရမြန်ကဲ hasty မရမချင်းfinally ရသွားပါပြီ let's go ကဲဆိုင်လိုက်ကြစို့ let's do this တို့နော် okay ကြပါပြီကဲ first cast okay ချက်ပဲနေရတယ်ဒီမှာ slashing ability ပါတယ်ပေါ့နော်လိုက်လက်တယ်တော့စကေး issue တော့မဟုတ်ပါဘူးနော်လိုက်တက်တာပေါ့နော်အိုးရပြီဒီတူမှာတူမှာသူက mutation တခုပါတယ်ပေါ့နော် Atlantean mutation ဆိုတဲ့ဟာပေါ့နော်သူက slash ability ပါတယ် machine ဆိုပြီးပိုင်းတယ်မိုက်တယ်ပေါ့နော် PSA enchantment မလို့ပေါ့နော်အဲ့ဒါနဲ့ကျွန်တော်ပြောရရရှိပါသေးကျွန်တော်အဲ့မှာအခုအစ်စ်ထွက်တဲ့အဲ့တော့ summer update မှာဆိုရင်သူက relic က3ခုအစ်စ်ပေါ့နော် beach relic ရယ် tropical relic ရယ်ပြီး paradise relic ရယ်အဲ့ထဲမှာအကောင်းဆုံးကတော့ tropical relic ပေါ့နော်အဲ့ဆိုအဲ့ဒါကသူက slashing ability နဲ့ပေးတယ်ပြီးရင်အဲ့ tropical mutation နဲ့ပေးပါတယ်အဲ့ beach relic လည်းတူတူပဲ beach relic ကကြတော့beach mutation ပေးတယ်ပြီးရင် 10% chance နဲ့ duplicate လုပ်ရတယ်နှစ်ခုဖြစ်သွားတာပေါ့ပြီးရင်ဟို paradise mutation paradise ကကြတော့ 10% mutation ပြီးအဲ့ဒါပဲနဲ့တူတယ်ပြီးတော့ true ဟုတ်တာမေးလို့ဟိုက true progress speed ပေးတယ် true progress speed ဆိုတော့သူကဟိုမှာ Silla လို့ Megalodon အဲ့လိုမျိုးတွေမှာတုံးတယ်ပေါ့ 5% ပေါ့အများကြီးမဟုတ်ပါ 5% မရနိုင်โอเคအဲ့ဆိုဒီနေ့ဗီဒီယိုလေးကိုဆုံးသက်လိုက်ရအောင်အားလုံးပဲတတ်တာ bye bye